မင်္ဂလာပါချက်ဖြစ်ပါတယ်ချက်ကတော့လက်ရှိဂျပန်မှာနေနေတာဖြစ်ပြီးတော့ဂျပန်မှာနေရင်းနဲ့လေ့လာရခက်တဲ့ခန်းကြီးတွေကိုဘယ်လိုလေ့လာရမလဲဆိုတာကိုvolunteer အနေနဲ့ sharing လုပ်ပေးကြပါတယ်ပြီးတော့လက်ရှိမှာမြန်မာကနေဂျပန်ကိုလာခြင်းနဲ့မောင်လေးညီမလေးတွေကိုခန်းကြီးကတေချာလေးလာကြည့်မယ်ဆိုလို့ရှိရင်ခန်းကြီးရဲ့အသုံးဝင်ပုံတွေကစိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာကိုပြောပြချင်တယ်ပေါ့နော်ဟုတ်နောက်တစ်ချက်အနေနဲ့ကခန်းကြီးကိုတည်ထားမယ်ဆိုလို့ရှိရင်ဂျပန်ရဲ့နေထိုင်တဲ့နေရာမှာအရန်ကိုအသုံးဝင်နေပေါ့နော်ဥပမာဘူဒါယုံရဲ့နာမည်တွေပြီးကြလို့ရှိရင်ပစ္စည်းတွေဈေးဝယ်တဲ့အခါမှာပြီးကြလို့ရှိရင်အလုပ်ရဲ့ဆာရက်ဆာရန်နေပေါ့နော်အဲ့မှာဆိုလို့ရှိရင်အကုန်လုံးကခန်းကြီးတွေနဲ့ပဲကြီးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နားမလည်လို့ရှိလို့ရှိရင်တော့ဒါကအဆင်မပြေနိုင်ဘူးပေါ့နော်လူနေမှုဘဝမှာအဲ့အတွက်ကြောင့်မို့လို့ခန်းကြီးတွေကိုဘယ်လိုမှတ်ရမလဲဆိုတာကိုအမကဒီကနေတစ်ဆင့် sharing လုပ်ပေးမယ်ပြီးကြလို့ရှိရင်ဂျပန်မှာအလုပ်ကောင်းကောင်းရနိုင်မှုအတွက်ဂျပန်စာလည်းပဲမြင့်မို့လိုတယ်ပေါ့နော်ဂျပန်စာကမြင့်လေခန်းကြီးတွေများလေဖြစ်တဲ့အတွက်ကြောင့်မို့လို့ခန်းကြီးကိုတခြားမလေ့လာဘူးအခြေခံကနေမပိုင်နိုင်ဘူးဆိုလို့ရှိရင်ဒါကအပေါ်အဆင့်တွေမှာလည်းအဆင်မပြေဖြစ်နိုင်တယ်ပေါ့နော်အလုပ်ကောင်းကောင်းမရနိုင်ဘူးပေါ့နော်ဒါပေမဲ့ခန်းကြီးကိုမှတ်နည်းသိမယ်ဆိုလို့ရှိရင်မှတ်လို့လွယ်လာတယ်နားလည်လာတယ်ပေါ့နော်အမတော်ကလည်းပဲအရင်တော့ဆိုလို့ရှိရင်ခန်းကြီးလေးလာရမှာအရန်ကိုမုန်းတယ်ပေါ့နော်အရန်ကြောက်တယ်ပေါ့နော်ဒါပေမဲ့တဖြည်းဖြည်းနဲ့စူးစမ်းပြီးတော့လေးလာတဲ့အတွက်ကြောင့်မို့လို့လူနေမှုဘဝမှာလည်းအဆင်ပြေလာတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့မောင်လေးညီမလေးတွေကိုလည်းဒီနေရာကနေအမကခန်းကြီးကိုဘယ်လိုလေးလာရမလဲဆိုတာကိုsharing လုပ်ပေးမယ်ပေါ့နော်ပထမအချက်အနေနဲ့ကခန်းကြီးကိုမှတ်မယ်ဆိုလို့ရှိရင်ရိုးရှင်းတဲ့ခန်းကြီးကနေစပြီးတော့တဖြည်းဖြည်းချင်းစီပေါ့နော်လေ့လာသွားမယ်ဆိုလို့ရှိရင်ပိုကောင်းတယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်N5 မှာသင်ခဲ့ရတဲ့ကဏ္ဍခန်းကြီးလိုမျိုးichi ni san လိုပုံစံမျိုးတွေအရင်ဆုံးလေ့လာမယ်ပေါ့နော်အဲ့လိုကနေတဖြည်းဖြည်းလေ့လာရင်းနဲ့မှပြီးကြလို့ရှိရင်အဲ့ဒီတစ်စင်းတဘာဝနဲ့ဆိုင်တဲ့ခန်းကြီးတွေဥပမာယာမလိုခန်းကြီးတွေခါဝလိုခန်းကြီးတွေလိုမျိုးလွယ်တဲ့ခန်းကြီးတွေကနေတစ်စင်းလေ့လာသွားမယ်ပေါ့နော်အဲ့လိုလေ့လာပြီးကိုကအခြေခံပိုင်နိုင်ပြီဆိုလို့ရှိရင်နောက်တစ်စင်းအနေနဲ့ကတော့ခန်းကြီးကိုမှတ်မယ်ဆိုလို့ရှိရင်ဥပမာတူညီတဲ့ဘူးရှုလို့ခေါ်တဲ့အစိတ်အပိုင်းတွေပါတဲ့ခန်းကြီးတွေကိုအုပ်စုဖွဲ့ပြီးလေ့လာတင်တယ်ပေါ့နော်ဥပမာလေးနဲ့ပြောရလို့ရှိရင်ဥပမာမီဇုဆိုတဲ့ခန်းကြီးပေါ့နော်သူကတော့ဒီတိုင်းကြည့်မယ်ဆိုရင်မီဇုဖြစ်ပေမဲ့သူများနဲ့သွားပေါက်တဲ့ခါကြလို့ရှိရင်မီဇုမဟုတ်တော့ဘဲနဲ့ဥပမာရေနဲ့ဆိုင်တဲ့ခန်းကြီးတွေဖြစ်လာတယ်ပေါ့နော်ဥပမာကိုကအတိတ်ဘက်ကိုလုံးဝမသိဘူးဆိုရင်တော့မှဒီခန်းကြီးကိုမြင်ဒီခန်းကြီးကပင်လယ်ပါလားဒီခန်းကြီးကစိတ်ကမ်းပါလားဒီခန်းကြီးကမြစ်ပါလားဆိုပြီးတော့ကိုကခန့်မှန်းလို့ရတယ်ပေါ့နော်စာပိုက်တစ်ပေါက်လုံးကိုနားမလည်ဘူးဆိုရင်တော့မှဒီခန်းကြီးလေးပါလို့ဒါကရေကိုပြောနေရပဲဆိုတဲ့ဟာမျိုးလေးလာလို့ရတယ်ပေါ့နော်ခန့်မှန်းလို့ရတယ်ပေါ့နော်ဒါကတော့သူခန်းကြီးရဲ့လေးလာတက်တယ်ဆိုလို့ရှိရင်ဒါအတားတဲ့အချက်တွေရှိရပေါ့နော်ဥပမာနောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်ဥမာနီခုဆူကီလို့ခေါ်တဲ့လိုခန်းကြီးပေါ့နော်သူကြတော့တိကျကြည့်မယ်ဆိုလို့ရှိရင်လာပုံစံတွေတော့ရှိရပေါ့နော်ဒါပေမဲ့ဒီညမှာသူကလာမဟုတ်ပါဘူးဘာလဲဆိုတော့ခန္ဓာကိုယ်နဲ့ဆိုင်တဲ့အစိတ်ပိုင်းတွေကိုဖော်ပြတဲ့ဘူးရှုတွေဖြစ်တယ်သူများနဲ့တော့တွဲမယ်ဆိုလို့ရှိရင်သူ့ကိုကတ်ပြီးတော့ရေးမယ်ဆိုလို့ရှိရင်ဥပမာno ဆိုတဲ့ခန်းကြီးလို့ထွက်မယ်ပြီးကြလို့ရှိရင် high ဆိုတဲ့အဆုပ်ဖြစ်မယ်မူနေရှိမယ်ပြီးကြလို့ရှိရင် hara ဆိုတဲ့bike ခန်းကြီးရှိမယ်ပြီးကြရင်ခါတို့ဒူးတို့လက်မောင်းတို့ပေါ့နော်လူခန္ဓာကိုယ်နဲ့အစိပ်ပိုင်းနဲ့ဆိုင်တဲ့ခန်းကြီးတွေပေါ့နော်ခန်းကြီးတွေရှိမှာအဲ့ဒါကြောင့်မို့လို့ဒီခန်းကြီးတွေအားလုံးမှာလူခန္ဓာကိုယ်နဲ့ဆိုင်တဲ့အစိပ်အပိုင်းတွေပါတယ်ပေါ့နော်ပြောချင်တာကတော့ခန်းကြီးကိုကောလေမမြင်ဘူးလုံးဝနားမလည်ဘူးဆိုရင်တော့မှဒါကခန့်မှန်းလို့ရတယ်ပေါ့နော်ဒီခန်းကြီးလေးပါတာပဲဒါကတော့ဒီလိုခန်းကြီးဖြစ်မယ်ဆိုပြီးခန့်မှန်းလို့ရတယ်ပေါ့နော်အဲ့ရနေတစ်စင်းတဖြည်းဖြည်းနဲ့ခန်းကြီးလဲမှတ်တက်လာလိမ့်မယ်ပေါ့နော်အမတော်ကလည်းအဲ့လိုပဲမှတ်ခဲ့တာပါပြီးတော့ပထမချက်အနေနဲ့ကတော့အမပြောချင်တာကရိုးရှင်းတဲ့ခန်းကြီးကနေစပြီးမှတ်ပါဒုတိယတစ်ချက်အနေနဲ့တူညီတဲ့ခန်းကြီးတွေကိုအုပ်စုဖွဲ့ပြီးတော့လေ့လာပါတတိယချက်အနေနဲ့ကျတော့အဓိပ္ပာယ်ကိုခံမှန်းပြီးတော့မှတ်ပါပေါ့နော်ဒီလိုလေ့လာလို့ရှိရင်ခန်းကြီးကပို့ပြီးတော့လွယ်ကူတယ်လို့ခံစားရပြီးတော့ပို့ပြီးတော့စိတ်ဝင်စားနိုင်တာပါတယ်အခုအမပြောရတဲ့အကြောင်းအရာတွေထဲမှာသိချင်တာတို့မရှင်းတာတို့ရှိလို့ရှိရင် comment မှာဝင်ရောက်ပြီးတော့ဆွေးနွေးနိုင်ပါတယ်ကျေးဇူးတင်ပါတယ်